အေးကျမ်းမာချမ်းသာနော်ကျမ်းမာချမ်းသာချမ်းသာကျမ်းမာရမ်းများနေတော့လေကျမ်းမာချမ်းသာကျမ်းမာချမ်းသာအဖဒီနေ့ကလေဟာလေဟိုသုံးလုံးထပ်မှာဆိုသုံးလုံးလေးပြီးခဲ့ပါသုံးလုံးလေးပြီးခဲ့ပါဘူးလို့သုံးလုံးပေးပါသုံးလုံးကဘာမှလည်းဒါပဲရှိတာဘာကလည်းပေးရမလဲဆိုတော့ဒါပဲတွေးနေတာလို့ပါနှလုံးသုံးလုံးပါဒီနေ့နှလုံးသုံးလုံးနော်နှလုံးသုံးလုံးအကုန်အဲ့ဒါငါရှိတာအကုန်ပဲဗောငါပြောလေအဘဒီနေ့အတွက်စဉ်းစားထားတာအကုန်ပေးလိုက်မယ်ပေးရပါပေးရပါလေဒီမှာဘာမှမထားကြဘူးနော်ဘာပြောရလဲခဏလေးဘာခေါင်းနေကြိုက်လာလို့ခဏနေခဏဘာခေါင်းနေကြိုက်လို့ဘာခေါင်းနေကြိုက်လို့ဘာခေါင်းနေကြိုက်လို့ဟာတွေ့ပြီဒါပဲလို့ဘာခေါင်းနေကြိုက်လို့လိုက်မလိုက်ကျွန်တော်နော်ဘာခေါင်းနေကြိုက်လို့ဟုတ်ကဲ့တိလင်းကခွေထိုးရမှာလေဟဲ့ခွေထိုးကျမလည်းမကားပေါ်မှာဖုန်းကြံခဲ့တယ်ဖုန်းနဲ့သွားអော်လိုက်အောင်မယ်ဟုတ်ကဲ့တိကိုသူတို့ကအပိုင်ထိုးပြီးအပိုင်ပေါက်ကြတာငါတယောက်တည်းခင်လန်ကိုထိုးထဲတာဒါဆိုငါတယောက်တည်းမွဲတာဗော